အားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်ပြောပြပေးသွားမှာကကမ္ဘာမြေပေါ်မှာအဆက်အပြောက်လေးတစ်ခုလောက်ရှိပြီးမြဲတကမ္ဘာလုံးရဲ့စီးပွားရေးနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်တုံးနေတဲ့အင်တာနက်ကိုပါချုပ်ကင်ထားတဲ့ဒီဟောမွေရေလက်ကြားအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်လူများစုကဒီနေရာကိုရေနံတင်တင်မောတွေပဲဖြတ်တန်းသွားတဲ့နေရာလို့အများစုကသိထားကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဒီနေရာဟာကမ္ဘာကြီးရဲ့အစာအိမ်လို့ခေါ်တဲ့စွမ်းအင်တင်မကပဲနဲ့ကမ္ဘာကြီးရဲ့အောင်ကျော်စနစ်လို့ခေါ်တဲ့ဒီအင်တာနက်ကွန်ရက်အင်တာနက်ချိတ်ဆက်မှုတွေအတွက်ပါဘယ်လောက်ထိအရေးပါနေလဲဆိုတော့ဒီဗီဒီယိုမှာအသေးစိတ်လေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့စကားအများကြီးပြောတော့ပဲနဲ့ကြားရလေးစီကိုကျွန်တော်တို့တွားလိုက်အောင်ပါပထမဆုံးချက်အနေနဲ့ပြောချင်တာကဒီဟောမွေရေလက်ကြားရဲ့ပထဝီဝင်တဲ့စွမ်းအင်ဗျူဟာဆိုတဲ့အကြောင်းလေးကိုပထမဆုံးအနေနဲ့ပြောပြချင်ပါတယ်ဆိုတော့ပထမအဆုံးဒီဟောမွေရေလက်ကြားရဲ့ပထဝီဝင်အနေအထားကိုတစ်ချက်ကြည့်ရအောင်ပါဒီဟောမွေရေလက်ကြားကအိုမန်နိုင်ငံနဲ့အီရန်နိုင်ငံကြားမှာရှိပြီးတော့အချင်းဆုံးနေရာ21မိုင်ပဲကျယ်တယ်လို့ဆိုပါတယ်ဒါပေမဲ့တင်မောကြီးတွေတကယ်တွားလို့ရတဲ့လမ်းကတော့2မိုင်အကျယ်လောက်ပဲရှိပါတယ်ဒါဆိုဘာကြောင့်ဟောမွေရေလက်ကြားကိုကဘာကြီးရဲ့အရေးပါဆုံးနေရာချုပ်ပွိုင်ဆိုပြီးဘာလို့ခေါ်တာလဲဒီကြောင့်ကိုဆက်ပြီးတော့ရှင်းပြပေးတော့ပါမယ်။ကမ္ဘာလုံးမှာတုံးနေတဲ့ရေနံရဲ့20%ဟာဒီဟော်မုန်းရေလက်ကြားကနေဖြတ်ပြီးတော့တွားရပါတယ်။ဆိုလိုတာကတော့ဒီနေရာမှာဟော်မုန်းရေလက်ကြားမှာပြဿနာတစ်ခုဖြစ်ခဲ့လို့လမ်းပိတ်ဆို့သွားမယ်ဆိုရင်အာတဝါမှာရှိတဲ့စီစေးတွေကအစမတန်မြင့်တက်လာမှာဖြစ်ပြီးတော့ဒီကားတွေမောင်းတာကအစစက်ယုံတွေလဲပတ်တာတွေအထိထိခိုက်မှုတွေအများကြီးဖြစ်သွားနိုင်ပါတယ်။ဆိုတော့ဒီအင်တာနက်နဲ့ရေနံရဲ့အချက်ကြာကျတဲ့နေရာတစ်ခုဟော်မုန်းရေလက်ကြားကပထဝီအနေထားရဒီစိုင်းရဲ့အနေထားရသူကအဲ့လိုနေရာမျိုးမှာရှိနေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ဟော်မွေရေလက်ကြားမှာရှိတဲ့အင်တာနက်နဲ့ရေအောက်ကေဘယ်စနစ်ကိုတစ်ချက်ရှင်းပြပေးပါမယ်ဆိုတော့ဒီအပိုင်းမှာကတော့အင်တာနက်အကြောင်းကိုအဓိကရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအင်တာနက်ကိုဂျိုးလူတွေကနေအဓိကရတယ်ဆိုပြီးတော့ထင်နေကြပေမဲ့တကယ်တမ်းအင်တာနက်ရဲ့95%ကျော်ကဒီပင်လယ်ရေအောက်ကေဘယ်ဂျိုးတွေကနေရရှိနေတာဖြစ်ပါတယ်ဆိုတော့ဟော်မွေရေလက်ကြားအနီးနားမှာရှိတဲ့ UAE နဲ့ Oman တို့လိုနိုင်ငံတွေဟာဒီကျွန်တော်တို့အာရှနဲ့ဥရောပကိုဆက်သွယ်ပေးထားတဲ့အင်တာနက်ကေဘယ်ဂျိုးတွေရဲ့စုံစည်းရာနေရာနိုင်ငံကြီးတွေဖြစ်တယ်ပေါ့ပြောရမယ်ဆိုရင်တော့ဒီမြို့တွေဒီနိုင်ငံတွေကအင်တာနက် crossroad ဒီ digital crossroad နေရာတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့တကယ်လို့ဒါဒီ data မှာလားစစ်ပွဲတွေအကြီးအကျယ်ဖြစ်လာခဲ့မယ်ဆိုရင်ဒီကျွန်တော်တို့ရေနံတင်မောတွေမကပဲနဲ့ဒီ internet cable ကြိုးတွေပါထိခိုက်ပျက်စီးနိုင်ခြင်းရှိတာကြောင့်မို့ဒီဟော်မုန်းရေလက်ကြားကဒီရေနံနဲ့ဒီ internet cable ကြိုးတွေအတွက်အရန်အရေးကြီးတဲ့ချုပ်ပွိုင်ဖြစ်နေတာပေါ့နော်ဆိုတော့ဆက်ပြီးတော့ပြောချင်တာကဒီနေရာမှာတကယ်လို့စစ်ရေးတင်းမာမှုတွေနဲ့အကြီးအကျယ်စစ်ဖြစ်မှုတွေဒါရှိလာခဲ့မယ်ဆိုရင်ဟော်မုန်းရေလက်ကြားမှာဒီလိုအန်တရယ်တွေဖြစ်လာနိုင်တဲ့အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးတော့ပါမယ်ဒီနေ့ခေတ်စစ်ပွဲတွေမှာခေတ်တစ်စစ်ပွဲတွေမှာ hybrid warfare ဆိုတာကခေတ်စားလာပါတယ်ရန်သူကိုဒုံးကျည်တွေ drone တွေနဲ့ပစ်တာထက်ကို internet cable ကြိုးတွေကိုဖြတ်တောက်လိုက်တာကပို့ပြီးတော့ထိရောက်တဲ့အကြက်ကင်မှုဖြစ်လာနိုင်ပါတယ်ဆိုတော့တကယ်လို့ဒါဟော်မွေရေလက်ကြားက cable ကြိုးတွေဒါပြတ်သွားခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ internet တွေနေသွားမယ် online banking system တွေရပ်သွားလိမ့်မယ်ပြီးတော့နိုင်ငံတကာမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကကမောက်ကမတွေဖြစ်သွားနိုင်ပါတယ်ပို့ဆိုးတာကဟော်မွေရေလက်ကြားမှာတကယ်လို့စစ်ဖြစ်ခဲ့ရင်အဲ့ဒီနေရာမှာတွားပြီးတော့ဒီ internet cable ကြိုးတွေကိုတွားရောက်ပြုတ်ပြမှုတွေမလွယ်ကူတော့ဘူးပေါ့ဆိုတော့ internet ပြတ်တောက်မှုတွေကလနဲ့ချီပြီးတော့ကြာသွားနိုင်ပါတယ်ဆိုတော့ internet ပြတ်တောက်မှုတွေကလနဲ့ချီပြီးကြာတဲ့အလျောက်ဒီဘက်က online banking system တွေဒီဆက်သွယ်ရေးစနစ်တွေကအများကြီးနောက်ကျကုန်မှာပေါ့နော်ဆိုတော့ဒီဟော်မွေရေလက်ကြားဒီလိုပြဿနာတွေကြုံလာခဲ့ရင်အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲပေါ့ဆိုတော့ DNA ကိုကြိုတင်ကာကွယ်ဖို့အတွက်တော့ Starlink လိုမျိုးဒီဂျိုတုစက်တွေတော့ internet တွေကိုအရန်အနေနဲ့သုံးဖို့ဆိုပြီးတော့စူးစမ်းလာကြပေမဲ့ရေအောက်ကေဘယ်ဟော်မုန်းရေလက်ကြားကိုဖြတ်သွားတဲ့ရေအောက်ကေဘယ်ဂျိုးတွေရဲ့ internet အမြန်နှုန်းကိုတော့လုံးဝမရှင်နိုင်နေဘူးပေါ့နော်ဟော်မုန်းရေလက်ကြားအကြောင်းဒီသုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဟော်မုန်းရေလက်ကြားကဒီကျွန်တော်တို့ရဲ့စွမ်းရည်အတွက်တင်မကပဲနဲ့ကဘာကြီးရှင်တန်မှုပါမရှိမဖြစ်အရေးပါတဲ့နေရာချုပ်ပွိုင်တစ်ခုဖြစ်နေခဲ့တာပါမှုရည်တဲ့ကြားမှာငိမ့်ချမ်းရေးတွေပြစ်ပြားသွားခဲ့မယ်ဆိုရင်တကယ်လို့စစ်တွေဖြစ်လာခဲ့မယ်ဆိုရင်တို့ရဲ့နေ့စဉ်ဘဝတွေကိုပါကမောက်ကမဖြစ်တော့အောင်လုပ်နိုင်တဲ့အထိအရေးပါပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ပြောပြခဲ့တာတွေကဟော်မုန်းရည်လက်ကြားအကြောင်းနဲ့ပတ်သက်ပြီးတော့ရေးကြီးတဲ့အချက်လက်တွေကိုတင်ဆက်ပေးတော့ကြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့နောက်ဗီဒီယိုမှာဘာအကြောင်းအရာထပ်တင်ပေးရမလဲဆိုတော့ကျွန်တော် comment မှာမှန်ပေးတော့လို့ရပါတယ်ဆိုတော့အဆုံးထိ like ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ